Westeros မှာမင်းဆက်တွေအိမ်တော်တွေဒါဇင်နဲ့ချီရှိခဲ့ပေမဲ့မြောက်ပိုင်းက Stark အိမ်တော်လောက်အေးဆက်တည်ငြိမ်ပြီးဂုံတိတ်ကကြီးမားတဲ့တမိုင်းကြောင်းရှိတဲ့အိမ်တော်မျိုးမရှိတော့ပါပဲတောင်ပိုင်းအိမ်တော်တွေကအာဏာနဲ့ကြွယ်ဝမှုကိုစောင့်ဖို့အဖြစ်သုံးနေချိန်မှာ Stark တွေရဲ့စောင့်ဖို့ကတော့မာနကြွားဝါမှုမဟုတ်ပဲရှင်သန်ရေးသတိပေးချက်တစ်ခုသာဖြစ်နေခဲ့ပါတယ်အဲ့ဒါကတော့ Winter is coming ဆိုတဲ့စကားစုပါပဲဒီစကားစုဟာယာတီဥတုတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူးကဘာကြီးမှာကြုံတွေ့ရမယ့်အခက်အခဲတွေဘေးအန္တရာယ်တွေနဲ့အဆုံးစွန်သောစိန်ခေါ်မှုတွေကိုအမြဲမပြတ်ပြင်ဆင်ထားဖို့သတိပေးနေတဲ့ဝိညာဉ်ရေးရစောင့်ဖို့တစ်ခုဖြစ်ပါတယ်မြောက်ပိုင်းဟာ Westeros တစ်ခုလုံးရဲ့နေမြေထက်ဝက်နီးပါးကျယ်ဝန်းပြီးကျန်းနဲ့ရေမြေတောတောင်တွေနဲ့ဖွဲ့စည်းထားပါတယ်တောင်ပိုင်းရဲ့နှွေးထွေးတဲ့စိုက်ပျိုးမြေတွေနဲ့မတူပဲမြောက်ပိုင်းမှာတော့နှွေးရာသီမှာတော့နှင်းကျတတ်ပါတယ်ဒီနေမြေရဲ့ဗဟိုချက်မှာတော့ရေဘူးစမ်းတွေပေါ်မှာတိဆောက်ထားတဲ့ Winterfell ရဲတိုက်ကြီးတည်ရှိပြီးတော့နေဆက်အစွန်ဖျားမှာတော့ရေခဲတိုင်းကအေယာမအတားအဆီးအဖြစ်ရပ်တည်နေပါတယ်ဒီလိုခက်ခဲကျန်းတဲ့ရေမြေဒေသမှာရှင်သန်ကြီးပြင်းရတာကြောင့်ပဲမြောက်ပိုင်းသားတွေဟာကြန့်ခိုင်တဲ့တီးခြားဆန်တဲ့ပြီးတော့ဟန်ဆောင်မှုကင်းကြပါတယ် King's Landing လို့တောင်ပိုင်းမြို့ကြီးတွေမှာ Bree ရဲ့ကလင်ကချစ်နဲ့နိုင်ငံရေးပူးပေါင်းကြံစည်မှုတွေလွှမ်းမိုးနေချိန်မှာမြောက်ပိုင်းသားတွေကတော့သစ္စာတရားနဲ့ဂုဏ်သိက္ခာကိုအသက်ထက်တန်ဖိုးထားကြပါတယ်မြောက်ပိုင်းမှာအုပ်ချုပ်သူနဲ့ပြည်သူကြားဆက်ဆံရေးဟာအမိန့်ပေးတာထက်သစ္စာစောင့်တည်မှုပေါ်အခြေခံပါတယ် The North remembers မြောက်ပိုင်းသားတွေကအမြဲမမိရဲဆိုတဲ့စကားအတိုင်းကျေးဇူးတရားပဲဖြစ်ဖြစ်သစ္စာဖောက်မှုပဲဖြစ်ဖြစ်မျိုးဆက်အဆက်ဆက်ဘယ်တော့မှမမေ့ပြောက်ပဲစောင့်တည်တတ်ကြတာကစတက်တွေစိုးမှုတဲ့မြောက်ပိုင်းရဲ့ထူးခြားတဲ့ဝိညာဉ်ပဲဖြစ်ပါတယ်ဂိမ်းအောင်တရုံခက်ကနေပြန်ကြည့်လိုက်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း8000လောက်သူရဲကောင်းများ Kiss စတက်အိမ်တော်စတင်တည်ထောင်ခဲ့သူကတော့ Daenerys Bran the Vader တို့မဟုတ် Brandon Stark ပါပဲတီဆောက်သူ Bran ဟာရှေးဟောင်း Fastman မျိုးနွယ်တွေရဲ့ခေါင်းဆောင်တဦးဖြစ်ပြီးတော့ Giant လို့ခေါ်တဲ့အေယာမလူဘလူးကြီးတွေ Cheering the Forest လို့ခေါ်တဲ့တောအုပ်ရဲ့ကလေးငယ်တွေရဲ့မော်အစမ်းတွေကိုအသုံးပြုပြီးရေခဲတိုင်းကြီးကိုတိဆောက်ခဲ့သူလို့သမိုင်းမှာမှတ်တမ်းဝင်ပါတယ်ဒါ့အပြင် Stark တွေရဲ့ပလင်ဆိုင်ရာ Winterfell ရဲတိုက်ကိုလည်းသူကိုယ်တိုင်အုပ်မြစ်ချတိဆောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်ကစလို့ Stark တွေဟာ Westeros ရဲ့မြောက်ပိုင်းမှာ Kings of Winter စောင်းဟာတီရဲ့ဘရင်များအဖြစ်နှစ်ပေါင်းထောင်ချီစိုးမှုအုပ်ချုပ်ခဲ့ကြပါတယ်နှစ်ပေါင်းထောင်ချီတီချလွတ်လပ်ခဲ့တဲ့မြောက်ပိုင်းဟာ Aegon the Conqueror နဲ့သူ့ရဲ့ငကားကြီးတွေရောက်လာတဲ့အချိန်မှာတော့ကြီးမားတဲ့အပြောင်းအလဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီအချိန်ကမြောက်ပိုင်းဘရင် Torham Stark ဟာသူ့ရဲ့စစ်တပ်နဲ့အတူ Aegon ရင်ဆိုင်မှုတောင်ပိုင်းကိုဆင်းလာခဲ့ပါသေးတယ်ဒါပေမဲ့ Harren ရဲ့ရဲတိုက်ကြီးငကားမီးလောင်ပြာကျသွားပြီးတော့ Field of Fire စစ်ပွဲမှာဘရင်နှစ်ပါးပျက်စီးသွားပုံကိုမြင်တွေ့ရတဲ့အခါ Torham Stark ဟာသူ့ပြည်သူတွေသွေးချောင်းစီးမဲ့ဘေးကနေကာကွယ်ဖို့အတွက်ငကားဘရင် Aegon ရှေ့မှာတမိုင်းဝင်ဒူးထောက်ရှုံးပေးခဲ့ပါတယ်ဒါကြောင့်ပဲသူ့ The King Who Knelt ဒူးထောက်ခဲ့သောဘရင်လို့ခေါ်ဆိုခဲ့ကြပြီး Stark တွေဟာဘရင်အဖြစ်ကနေ Warden of the North မြောက်ပိုင်းစောင့်ရှောက်သူအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်ဒါပေမဲ့မြောက်ပိုင်းရဲ့တီးခြားစိုးမိုးနိုင်မှုတော့ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်ဒီ Game of Thrones ခေတ်သစ်ကိုရောက်လာတဲ့အခါမှာတော့ Eddard Stark သို့မဟုတ် Ned Stark ရဲ့ခေတ်ကိုရောက်ရှိလာပါတယ် Ned Stark ဟာသူ့ရဲ့အကိုကြီး Brandon နဲ့အဖေ Richard Stark တို့ Mad King ရဲ့ရက်ဆက်စွာတပ်ဖြတ်ခြင်းခံခဲ့ရပြီးမှ Stark အိမ်တော်ရဲ့သခင်ဖြစ်လာခဲ့တဲ့သူပါ Ned Stark ဟာမြောက်ပိုင်းရဲ့တရားမျှတမှုနဲ့ဂုဏ်သိက္ခာကိုအတိအကျစောင့်ထိန်သူဖြစ်ပြီးတော့အမိန့်ပေးတဲ့သူကိုယ်တိုင်ဓာတ်ကိုကန်ရမယ်ဆိုတဲ့ရှေ့ဟောင်းဥပဒေတိုင်းကိုယ်တိုင်တရားစီရင်နေရှိပါတယ် Ned နဲ့ Robert ဟာဘေးက John Arryn စီမှာအတူတူကြီးပြင်းခဲ့ပြီးဇယိုက်ချင်းမတူလာပေမဲ့ညီကိုအရင်လိုချစ်ခင်ခဲ့ကြပါတယ် Targaryen မင်းဆက်ကိုဖြုတ်ချပြီး15နှစ်လောက်ခုနှစ်ပြည်တော်ကိုငြိမ်းချမ်းစွာအုပ်ချုပ်နိုင်ခဲ့ပေမဲ့ Lannister ရဲ့လက်ချက်နဲ့ဘရင်လက်ယုံ John Arryn လုံးကျန်ခံခဲ့ရပါတယ်ဒါကြောင့်ပဲ Ned ကိုတောင်ပိုင်း King's Landing ရဲ့ဘရင်လက်ယုံအဖြစ်ခန့်အပ်ဖို့မြောက်ပိုင်းအထိဘရင်ကိုယ်တိုင်ဆင်းလာချိန်မှာ Game of Thrones စတင်ခဲ့တာဖြစ်ပါတယ်ငြင်းမရတဲ့ဘရင်အမိန့်နဲ့ Stark တယောက်နိုင်ငံကြီးလောကတွေကိုဝင်ရောက်သွားခဲ့ချိန်မှာတော့မြောက်ပိုင်းသားတွေရဲ့တင်းကျပ်လွန်တဲ့ဂုဏ်သိက္ခာနဲ့အမှန်တရားဆွဲကင်မှုတွေဟာသူ့ကိုသေတွင်းတူးပေးလိုက်လို့ဖြစ်သွားခဲ့ပြီး Stark အိမ်တော်ပြိုကွဲမှုနဲ့ Westeros တစ်ခုလုံးစစ်မီတောက်လောင်မှုရဲ့အစပြုခြင်းဖြစ်ခဲ့ရပါတယ်Stark အိမ်တော်နဲ့မြောက်ပိုင်းအကြောင်းပြောရင်လှုပ်ဝက်ဆန်းကျဲတဲ့သဘာဝအခြေပြုယုံကြည်မှုတွေနဲ့ Werewolf တစ်ပင်တွေအကြောင်းတွေဟာလည်းမပါမဖြစ်ပါပဲ Freshman တွေစပြီးဝင်ရောက်လာတဲ့အချိန်မှာတစ်တော်တွေကိုခုတ်တင်ရှင်းလင်းခဲ့တာကြောင့် Cheering of the Forest တွေနဲ့သွေးချောင်းစီးတဲ့ပြိပခါတွေစတင်ခဲ့ပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာစစ်ပွဲတွေအပြီးမှာတော့ပြစ်ခတ်ရက်စဲရေးသဘောတူညီချက်ရခဲ့ကြပြီးတော့ Freshman တွေကတောအုပ်ရဲ့သင်းတွေကိုးကွယ်တဲ့ရှေ့ရောက်နှစ်ပြားယုံကြည်မှုကိုပါလက်ခံခဲ့ကြပါတယ်တောင်ပိုင်းမှာကိုးကွယ်ကြတဲ့ Fate of the Seven လို့စာအုပ်တွေစီးမြင့်နေဖျားเจ้าကြီးတွေမရှိပဲသဘာဝတရားတစ်တော်နဲ့တောင်တန်းတွေအခြေပြုပြီးကိုးကွယ်ကြတာကအိုးဂေါ်ရဲ့အဓိကထူးခြားချက်ပဲဖြစ်ပါတယ်ဒီလိုရှေ့ဟောင်းနှစ်ပြားယုံကြည်မှုရဲ့ဗဟိုချက်မှကတော့ Gold တောအုပ်တွေထဲမှာရှိတဲ့ Wild တစ်ပင်တွေပါပဲဖြူရောင်ပင်စီအနီရောင်အရွက်တွေနဲ့အတူတစ်ခေါက်ပေါ်မှာထွင်းထူလာတဲ့လူမျက်နှာပုံစံတွေကနေနီရဲနေတဲ့သစ်စေးတွေစီးကြနေပုံဟာလှုပ်ဝက်ဆန်းခြင်းမှုပိုပြီးပေါ်လွင်စေပါတယ်ဒီ Wild တစ်ပင်တွေဟာတာမန်တစ်ပင်တွေမဟုတ်ပါဘူးကိုးကွယ်သူတွေအတွက်တော့ဒီတစ်ပင်တွေကနတ်ဖျားတွေရဲ့မျက်စိနဲ့နားတွေဖြစ်ကြပါတယ် Wild တစ်ပင်တွေကနေတဆင့်နတ်ဖျားတွေဟာ Westeros ရဲ့အတိတ်ပြစ်ဆုတ်ပံအနာဂတ်ဖြစ်ရမှန်သမျှကိုမမိတ်မတုံစောင့်ကြည့်နေကြတယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်
မြောက်ပိုင်းအုပ်စိုးတဲ့ Stark အိမ်တော်ဟာဒီရှေးဟောင်းနှစ်ပြယုံကြည်မှုအလေးနက်ဆုံးထိန်းသိမ်းရတဲ့အိမ်တော်ဖြစ်ပါတယ် Stark အိမ်တော်ကကလေးတွေနဲ့သူတို့ရဲ့ဒိုင်းဟောက်ဝင်ပလီတွေကြားဆက်နွယ်မှုကတာမန်အိမ်မွေးတိရစ္ဆာန်တွေထက်အများကြီးပိုပါတယ်ဒါ Stark သွေးသားတွေထဲမှာစီးဆင်းနေတဲ့ဝိညာဉ်ရေးရာဆက်နွယ်မှုတနည်းအားဖြင့်တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ဝင်ရောက်ထိန်းချုပ်နိုင်တဲ့ skin changing သို့မဟုတ် wagging လို့ခေါ်တဲ့တဘာဝလွန်အစွမ်းအနေနဲ့တိုက်ရိုက်ချိတ်ဆက်နေပါတယ် Next Star ရဲ့သား Brand ဟာရဲတိုက်ပေါ်ကနေပြုတ်ကျပြီးလမ်းမလျှောက်နိုင်တော့တဲ့တာမန်ဒုက္ခိတကလေးငယ်အဖြစ်ကိုရောက်သွားခဲ့တဲ့အချိန်မှာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုဟာဝိညာဉ်ရေးရာနိုးထမှုရဲ့စတင်ခြင်းဖြစ်လာခဲ့ပါတယ်အိမ်မက်တွေထဲမှာထူးဆန်းတဲ့မျက်လုံးသုံးလုံးနဲ့ကြီးကန်းကိုစတင်မြင်မှတ်လာခဲ့ပြီးအဲ့ဒီကြီးကန်းခေါ်ဆောင်မှုနောက်ကိုလိုက်ပါရင်မြောက်ပိုင်းနေရန်အပြင်ဘက်ကရေခဲပြင်အထီကိုစွန့်စားခရီးထောက်ခွာခဲ့ရပါတယ်ဒီခရီးစဉ်ရဲ့အဆုံးမှာတော့ Brand ဟာတစ်ပင်မြစ်တွေအောက်မှာကိန်းဝင်နေတဲ့ Brand Raver ဒါမှမဟုတ် Black Raven လို့လူသိများတဲ့မျက်လုံးသုံးလုံးကြီးကန်းဟောင်းစီရောက်ရှိခဲ့ပါတယ်ဒီနေရာမှာ Brand ဟာ Green Seer တူဖြစ်လာဖို့ပညာသင်ယူခဲ့ပါတယ် Brand ဟာ Wirewood တစ်ပင်တွေရဲ့အမြင့်ဆုံးတွေကနေတဆင့် Westeros ရဲ့အတိတ်ပြစ္ဆုတ်ပံအနာဂတ်ဖြစ်ရမှန်သမျှကိုကန့်သက်ချက်မရှိဘက်ပေါင်းစုံကနေထိုးဖောက်မြင်တွေ့နိုင်တဲ့အစွမ်းရရှိခဲ့ပါတယ်ဒီလိုပညာသင်ယူနေစဉ်မှာပဲအချိန်ကာလကိုတွားရောက်နှောက်ယှက်မိတာကြောင့်ဟိုတော်ရဲ့ဘဝတစ်လျှောက်လုံးထိခိုက်စေခဲ့တဲ့သင်ခန်းစာနဲ့ကြုံတွေ့ခဲ့ရပါတယ်ပြီးတော့ Westeros ရဲ့ဘရင်အမွေခံအစ် Jon Snow အကြောင်းကိုလည်းမြင်တွေ့ခဲ့ရသလို Westeros သမိုင်းမှာအတော်ဆုံးဓာတ်သမား Sir Arthur Dayne နဲ့သူ့အဖေ Ned Stark ရဲ့တိုက်ပွဲကိုလည်းမြင်တွေ့ခဲ့ရပြီးအမှန်ကန်တဲ့အောင်ပွဲအဖြစ်သိမြင်ခဲ့ရပါတယ်ဒီဆိုးဝါးလာတဲ့သင်ခန်းစာတွေအပြီးမှာတော့ Bran Stark ဆိုတဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာမာနဝမ်းနဲ့ဝမ်းသာစိတ်ခံစားချက်တွေအားလုံးလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။သူဟာ Bran Stark ဆိုတဲ့လူတဦးဖြစ်ကနေ Westeros တစ်ခုလုံးရဲ့အတိတ်နဲ့သမိုင်းကြောင်းတွေကိုထိန်းသိမ်းထားတဲ့သူတနည်းအားဖြင့် Living Memory of Westeros လို့ခေါ်တဲ့မျက်လုံးသုံးလုံးပါကြီးကန်းဖြစ်အပြီးတိုင်ကူးပြောင်းသွားခဲ့ပါတယ်။ Stark အိမ်တော်ရဲ့ဖြစ်တည်မှုဟာ Westeros ရဲ့အခြားမြေပြန့်အိမ်တော်တွေနဲ့မတူဘဲသဘာဝတရားရှေးဟောင်းသမိုင်းနဲ့ကဘာကြီးကိုအန်ရီကနေကာကွယ်စောင့်ရှောက်ရမယ့်အခန်းကဏ္ဍတွေနဲ့နက်နက်ရှိုင်းရှိုင်းရောရှက်နေပါတယ်။ Winterfell ရဲ့နေရန်ဒီ Goldwood တောအုပ်တွေနဲ့ Stark တွေရဲ့သွေးထဲမှာစီးဆင်းနေတဲ့ရှေးဟောင်းအစွမ်းတွေဟာကဘာကြီးရဲ့မကောင်းဆိုးဝါးတွေကိုတွန်းလှန်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့ဒိုင်းလွှာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့ Stark အိမ်တော်ဆိုတာ Westeros သမိုင်းမှာတာမန်အိမ်တော်တစ်ခုမဟုတ်ဘဲနဲ့ရေခဲနဲ့မှုန်တိုင်းကြားမှာခိုင်ခိုင်မာမာအမြင့်တွေကျန်ရစ်ခဲ့တဲ့တစ်ပင်ကြီးတစ်ပင်လိုပါပဲ။ Stark အိမ်တော်ရဲ့နောက်ထပ်ထင်ရှားလာတဲ့ဆောင်ပုဒ်တစ်ခု The Lone Wolf died but the pack survives တကောင်နဲ့ကွဲထွက်နေတဲ့ဝင်ပလီတွေကသေဆုံးတတ်ပေမဲ့အုပ်စုဖွဲ့နေထိုင်တဲ့ဝင်ပလီတွေကတော့ရှင်သန်ကြံရစ်လိမ့်မယ်ဆိုတဲ့စကားပါပဲဒါကြောင့်ပဲနောက်ဆုံးမှာတော့ Stark မိသားစုရဲ့အမွေခံတွေဟာအခက်ခဲအားလုံးကိုကြော်ဖြတ်ပြီးခေတ်သစ် Westeros ကဘာကြီးကိုမူးဆောင်မောင်းနေမဲ့သူတွေဖြစ်လာခဲ့ပါတော့တယ်မိသားစုပိုင် Balerion Steeder Ice ကတော့တိုင်ဝင်း Lannister ရဲ့လက်ချက်နဲ့အဆုံးတိုင်ပျောက်ကွယ်သွားရပါတော့တယ် Stark အိမ်တော်ဆိုတာတခြားအိမ်တော်တွေနဲ့ရှိရင်ဘယ်လိုအနေထားမှာရှိလဲဘယ်လိုမြင်လဲဆိုတာ comment မှာရေးသွားနိုင်ပါတယ်ဗျဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ